ဒါလေးကရက်ွက်ရှစ်ဒီဖျားနဲ့ကောက်ကွင်းနဲ့အနည်းဆုံးနေရာမှာပါဗျရက်ွက်ကအခုမြင်နေရတဲ့ဒါလေးပါဗျလက်ရှိအနေထားမှာဒီမြေကွက်လေးကတော့ကွက်ကြံနေတယ်ရှိနေတယ်ဗျပြီးတော့လမ်းကတော့ပေ20ရှိတယ်ဒီနောက်တော့မခင်းရသေးဘူးအပေါ်ဘက်မှာတော့ဒီမြေကွက်အရောက်ထိတော့ခင်းထားရရှိမယ်ပြီးတော့ဒီမျက်နှာသာအကျယ်ခါကျတော့90ရှိတယ် clockwise အနေနဲ့ကြည့်မယ်ဆိုရင်တော့ဟိုမှာ100ဟိုမှာ64ဒီဘက်ကကျတော့85ရှိမယ်ဗျပြီးတော့ထူးခြားချက်ကဒီမှာလမ်းကြားလေးလမ်းကြားဆိုလဲ10ပေလမ်းလေးတစ်ခုထည့်ပြီးတော့ရှိပါဦးမယ်ဗျမီတာပေါက်လည်းရှိပြီးသားဖြစ်မယ်အဲ့ဒီတော့ဒီမြေကွက်ပေါင်းရင်ကလောမျိုးကအယောင်မြေကွက်တွေကိုစိတ်ဝင်စားတဲ့သူအတွက် platform ပေါင်းစုံနေရာပေါင်းစုံမှာတွားပြီးရှာစရာမလိုအောင်လို့ကျွန်တော်တို့အနေနဲ့ user land ဆိုတဲ့ application ကိုအထူးစီမံထားတာရှိပါတယ်ဗျ application ကဒီဥစားလေးပါဗျဒီ application မှာဆိုရင်ကျွန်တော်တို့က Google Map ရဲ့ဓာတ်ပုံရဲ့ဗီဒီယိုရဲ့360 360 ဗီဒီယိုရဲ့ဆိုပြီးအတိအကျလေးကျွန်တော်တို့ပေါ်ပြထားပြီးတာရှိပါတယ်ဗျအဲ့တော့မိတ်ဆွေတို့မြေကွက်အယောင်မရှိသေးဘူးဆိုရင်လည်းကျွန်တော်အယောင်တစ်ချက်အပ်ပြီးဖို့အတွက်ဖိတ်ခေါ်ပါတယ်ဗျအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဗျ Thank you so much